American နဲ့ Iran တို့ကြားထဲမှာပဋိပက္ခအပြစ်ခတ်ရစရေးအတွက်ပါကစ္စတန်ပါဝင်ဒေသတွင်းနိုင်ငံတွေရဲ့ဂျာဝင်စစ်စစ်ပေးဖို့ကြိုးပမ်းမှုတွေဟာလမ်းဆုံးကိုရောက်ရှိသွားပြီဖြစ်ပါတယ်။လက်ရှိစစ်ပွဲကတလခွဲနီးပါးရောက်ရှိတော့မှာဖြစ်တယ်လို့ American သမ္မတ Trump သတ်မှတ်ထားတဲ့ပဋိပက္ခကာလအချိန်စရာနီးကပ်လာချိန်မှာအခုလိုအခြေအနေဖြစ်ပေါ်လာတာပါ။လာမယ့်ရက်တွေတွင်အစ္စလာမ်မာဘတ်မှာ American ရာရှိတွေနဲ့တွေ့ဆုံဖို့ဆန္ဒမရှိကြောင်းနဲ့ American ရဲ့တောင်းဆိုချက်ကလက်ခံနိုင်စရာမရှိဘူးလို့အီရန်ကဂျာဝင်စစ်ဆက်ပေးသူတို့ကိုတရားဝင်အသိပေးလိုက်ပါတယ်။ဒါ့အပြင်တူရကီနဲ့အီဂျစ်နိုင်ငံတို့ကလည်းဒီသံတမန်ရေးရပိတ်ဆို့မှုကိုကျော်လွှားနိုင်မယ့်နည်းလမ်းကိုရှာဖွေနေပြီးဆွေးနွေးပွဲတွေကျင်းပဖို့ကာတာဒါမှမဟုတ်အစ္စတန်ဘူလိုတခြားနေရာတွေကိုစဉ်းစားနေပါတယ်။ အမေရိကန်နဲ့အီရန်ကြားပြစ်ခတ်ရစရေးဆွေးနွေးမှုမှာအဓိကဂျာဝင်စစ်ဆက်ပေးသူဖြစ်ဆောင်ရွက်ဖို့အမေရိကန်နဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့တောင်းဆိုမှုကိုကာတာကငြင်းဆန်ထားတယ်လို့ Wall Street Journal ကဖော်ပြပါတယ်။ဒီအခြေအနေကြောင့်စစ်ပွဲဆုံးသက်စေရေးဆွေးနွေးညှိနှိုင်းမှုတွေရှေ့ဆက်နိုင်ဖို့ကပိုရှုပ်သွားပြီဖြစ်ပါတယ်။တာလီဘန်တွေနဲ့ဂျာဝင်ညှိနှိုင်းပေးခြင်းအစ္စရေးဟာမတ်စစ်ပွဲအဆုံးသတ်ရေးဆွေးနွေးပွဲတွေမှာပါဝင်ဆောင်ရွက်ပေးခြင်းတွေကိုလုပ်ဖူးခဲ့တဲ့ကာတာဟာအခုဆွေးနွေးမှုမှာတော့ပါဝင်စစ်ဆက်ပေးဖို့စိတ်အားထက်သန်ခြင်းမရှိတော့ဘူးလို့သိရပါတယ်။အမေရိကန်ရဲ့အဓိကစစ်အခြေစိုက်စခန်းတစ်ခုတည်ရှိရာကာတာနိုင်ငံဟာအီရန်ရဲ့ပြစ်မှတ်ထားခြင်းခံရတဲ့နိုင်ငံများထဲမှာပါပါတယ်။စစ်ပွဲကသတင်းပတ်6ပတ်မြောက်ဝင်ရောက်လာတော့မဲ့အချိန်တိုက်ပွဲတွေပိုပြင်းထန်လာပြီးအခုသတင်းတွေထွက်လာတာပါ။ AP 3နှစ်ကအီရန်ကအမေရိကန်ရဲ့ F-15E Strike Eagle တိုက်လေယာဉ်တစ်စီးကိုပစ်ချခဲ့ပါတယ်။ဒါဟာအီရန်ပိုင်နယ်တွင်ပထမဆုံးအမေရိကန်လေယာဉ်ဆုံးရှုံးမှုဖြစ်ပါတယ်။တိုက်လေယာဉ်ပစ်ချခံရပြီးနောက်လေယာဉ်မှုတန်းတဦးကို AP 3နှစ်မှာကယ်ဆယ်နိုင်ခဲ့ပြီးကြံတဦးကိုတော့ဆက်ရှာနေဆဲဖြစ်ပါတယ်။ဒီလေယာဉ်ပစ်ချခံရမှုကတလားကြာလာပြီဖြစ်တဲ့အီရန်နဲ့ပြည်ပကအဆုံးသတ်ဖို့ဆွေးနွေးမှုပေါ်သက်ရောက်မှုရှိမှာမဟုတ်ဘူးလို့သမ္မတ Trump ကပြောပါတယ်။လုံးဝသက်ရောက်မှုမရှိဘူး။ဒါစစ်ပွဲပဲလေ။ငါတို့ကစစ်ပွဲထဲမှာရောက်နေတာဆုံးရှုံးမှုထိခိုက်မှုကတော့ရှိမှာပဲလို့ Trump က NBC News ကိုပြောပါတယ်။တစ်ဖက်မှာလည်းပျောက်ဆုံးနေတဲ့လေယာဉ်အမှုထမ်းကိုထိခိုက်တဲ့ရရှိခဲ့ပါကအမေရိကန်အနေနဲ့ဘယ်လိုတုံ့ပြန်မလဲဆိုတာပြောဖို့အဆင်သင့်မဖြစ်သေးဘူးလို့ Trump ကဆိုပါတယ်။ဒီကတော့အီရန်တပ်ဖွဲ့ကပျောက်ဆုံးနေတဲ့အမေရိကန်လေယာဉ်မှုကိုဖမ်းဆီးရမိသွားရင်ဘယ်လိုလုပ်မလဲဆိုတာကိုမှတ်ချက်မပေးနိုင်ကြောင်းနဲ့အဲ့ဒီလိုမျိုးဖြစ်မလာဘူးတော့မျှော်လင့်ပါတယ်လို့သာ Trump ကပြောခဲ့ပါတယ်။အခုလက်ရှိအချိန်ထိလေယာဉ်မှု2ဦးကိုကယ်တင်နိုင်ခဲ့ပေမဲ့တတိယမြောက်လေယာဉ်မှုကတော့ပျောက်ဆုံးနေပါတယ်။ဒါကိုအီရန်တပ်တွေကအစ္စရေးတပ်တွေကအမေရိကန်တပ်တွေကပါလိုက်ရှာနေပါတယ်။မိမိတို့တပ်ဖွဲ့တွေကကောင်းကင်ရံကိုပြေဝစိုးမိုးထားနိုင်ပြီလို့သမ္မတ Trump နဲ့ကာဝယ်ဝန်ကြီးပီဟာဆတ်တို့ကအခိုင်အမာပြောဆိုထားပေမဲ့ဒီဖြစ်ကအီရန်ကောင်းကင်ရံမှာအမေရိကန်နဲ့အစ္စရေးလေယာဉ်တွေရင်ဆိုင်နေရတဲ့အန်ဒီယာကိုမိမောင်းထိုးပြနေပါတယ်။ပထမလေယာဉ်ဖြစ်တဲ့အမေရိကန် F-15E မျိုးစား2ယောက်စီးတပ်လေယာဉ်ကအီရန်ပစ်ခတ်မှုကြောင့်ပြတ်ကျသွားခြင်းဖြစ်တယ်လို့နိုင်ငံလုံးမှာတာဝန်ရှိသူတွေကပြောပါတယ်။ဒုတိယလေယာဉ်ဖြစ်တဲ့ A-10 Warthog တိုက်လေယာဉ်ကလည်းအီရန်ပစ်ခတ်မှုကိုခံခဲ့ရပြီးကိုဝိတ်နိုင်ငံအထက်မှာပြတ်ကျခဲ့ပါတယ်။လေယာဉ်မှုဟာလေယာဉ်တွေကနေရေးပေါ်ခုန်ထွက်နိုင်ခဲ့တယ်လို့အမေရိကန်တာဝန်ရှိသူတို့ကပြောပါတယ်။ပျောက်ဆုံးနေတဲ့လေယာဉ်မှုကိုရှာဖွေရေးမှာပါဝင်တဲ့ Black Hawk ရဟတ်ယာဉ်နှစ်စီးကလည်းအီရန်ရဲ့ပစ်ခတ်မှုကိုခံခဲ့ရပေမဲ့အီရန်ဝေဟင်ပိုင်နယ်တွင်းကအောင်မြင်စွာထွက်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။လေယာဉ်မှုထမ်းတွေကိုဘလောက်အတိုင်းတာလဲထိခိုက်တဲ့ရလဲဆိုတာရှင်းလင်းမသိရပါဘူး။ပြောင်းနေတဲ့ F-15E လေယာဉ်မှုလက်ရှိအခြေအနေဟာသူဘယ်နေရာမှာရှိနေတာကိုလည်းလူသိရှင်ကြားထုတ်ပြန်ခြင်းမရှိပါဘူး။အီရန်နိုင်ငံတော်ပိုင်းလေယာဉ်ပြတ်ကျတဲ့နေရာလီတစ်ဝိုက်မှာတော့ပိုက်စိတ်တိုက်ရှာဖွေနေပါတယ်။ဒါအပြင်ရန်သူတပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးနိုင်သူတပ်ဖြတ်ရှင်းလင်းနိုင်သူဘယ်သူ့ကိုမဆိုဆုလက်ချင်းမိမယ်လို့ IRGC ကထုတ်ပြန်ပါတယ်။သတင်းပတ်ပေါင်းများစွာအမေရိကန်ရဲ့ဝေဟင်တိုက်ခတ်မှုကိုပြင်းထန်ခံခဲ့ရတဲ့အီရန်ပြည်သူတွေကလည်းလေယာဉ်ပစ်ချခံရမှုပေါ်ဝမ်းသာအားရတဲ့သတင်းစကားတွေအင်တာနက်မှာတင်ခဲ့ပါတယ်။အမေရိကန်နဲ့အစ္စရေးတို့စစ်ပွဲကအစိုးရပြောင်းလဲရေးရည်မှန်းချက်မှသည်သူတို့ရဲ့လေယာဉ်မှုတွေကိုလိုက်လံရှာဖွေရတဲ့အဆင့်အအောင်နှင်းကျသွားပြီလို့အီရန်လွှတ်တော်ဥက္ကဋ္ဌကပြောပါတယ်။သမ္မတ Trump ကအင်ဖြူတော်မှာရှိနေပြီးရှာဖွေကယ်ဆယ်လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုရယူနေတယ်လို့သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပင်တဂွန်စစ်ဌာနချုပ်နဲ့အမေရိကန်လေပိုင်းစစ်ဌာနချုပ်တို့ကမှတ်ချက်ပေးခြင်းမရှိပါဘူး။အမေရိကန်စစ်သည်တို့အီရန်နိုင်ငံမှာအသက်ရှင်လျက်ထွက်ပြေးတိမ်းရှောင်နေရတဲ့အခြေအနေကလူထုထောက်ခံမှုနဲ့ပါမှုမကြမီအဆုံးသတ်မဲ့အရေးရောင်လုံးဝမရှိတဲ့အခုကိစ္စမှာဝါရှင်တန်အတွက်တော့ပုံမကြီးမားတဲ့စိန်ခေါ်မှုပါ။လာမယ့်ရက်အတွင်းအစ္စလာမ်မာဘတ်မှာအမေရိကန်တာဝန်ရှိသူတွေနဲ့တွေ့ဖို့အဆင်သင့်မဖြစ်သေးဘူးလို့အီရန်ကပြောပါတယ်။ဒါကြောင့်ပြစ်ခတ်ရစဲကြိုးပမ်းမှုကလည်းလမ်းပိတ်သွားပြီဖြစ်ပါတယ်။အခုစစ်ပွဲပဋိပက္ခမှာအမေရိကန်စစ်သည်18ဦးလောက်သေးသေးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။တောင်းအကျော်ထိခိုက်ဒဏ်ရာရထားပါတယ်။အီရန်ဟာအစ္စရေးပေါ်ဒရုန်းတွေဒုံးကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေပါတယ်။ဒါ့အပြင်အမေရိကန်ရဲ့မဟာမိတ်ပင်လယ်ကွေ့နိုင်ငံတွေကိုလည်းပြစ်မှတ်ထားတိုက်ခိုက်ပါတယ်။ဒီနိုင်ငံတွေကစစ်မီးပိုတောက်လောင်မှာစိုးရင်လို့စစ်ပွဲအတွင်းဓာတ်ရိုက်ပါဝင်ပတ်သက်ခြင်းကနေရှောင်ကျဉ်နေပါတယ်။
ဘယ်တော့မှရှိတဲ့အမေရိကန်တန်ယုံက AP3 နှစ်မှာလုံခြုံရေးသတိပေးချက်ထုတ်ပြန်ခဲ့ပြီးအီရန်နဲ့သူ့ရဲ့လက်ဝဲကန်လက်နက်ကိုင်အဖွဲ့တွေဟာလက်ဘနွန်ရှိတက္ကသိုလ်တွေကိုပြစ်မှတ်ထားတဲ့အကြောင်းပြောကြားခဲ့ပါတယ်။ဒီလိုအခြေအနေမှာဟစ်ဇ်ဘိုလာအဖွဲ့တွေကလည်းအီရန်ကိုထောက်ခံတဲ့အနေနဲ့အစ္စရေးကိုပြစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေပါတယ်။အစ္စရေးဟာလက်ဘနွန်မှာရှိတဲ့အီရန်ကြောထောက်နောက်ခံပြုဟစ်ဇ်ဘိုလာအဖွဲ့ကိုလည်းတပြိုင်နက်တည်းစစ်ခင်းနေရပါတယ်။အီရန်မှာရှိတဲ့တရားတွေနဲ့လျှက်စစ်တာအပိစေတွေကိုတိုက်မယ်လို့ထရန့်ကချင်းချောက်ခဲ့တယ်လို့အီရန်ကလည်းကိုဝေးမှာရှိတဲ့လျှက်စစ်နဲ့ရေပေးဝေရေးစက်ရုံတွေကိုတိုက်ခိုက်ပါတယ်။ဒါဟာတောက်တုံးရေအတွက်ပင်လယ်ရေချိုတန့်စင်စက်ရုံတွေကိုအဓိကအားထားနေရတဲ့ပင်လယ်ကွေ့နိုင်ငံတွေရဲ့အားနည်းချက်ကိုမိမောင်းထိုးပြတာဖြစ်ပါတယ်။ထရန့်ကလူမှုကွန်ရက်မှာ post ကူတင်ခဲ့ပြီးဒီ post မှာတီဟီယန်နဲ့ကာရက်ချ်မြို့ကြားအခုနှစ်တွင်ဖွင့်ဖို့စီစဉ်ထားတဲ့အသစ်တိဆောက်တဲ့ဘီဝရဒါကြီးကိုအမေရိကန်ကတိုက်ခိုက်တဲ့အတွက်ကြောင့်ပျက်စီးသွားတာတွေ့ရပါတယ်။ထရန့်ကနောက်ထပ်တိုက်ခိုက်မှုတွေဆက်လုပ်မယ်ဆိုပါတယ်။ကမ္ဘာပေါ်မှာအင်အားကောင်းဆုံးနဲ့အင်အားကြီးဆုံးဖြစ်တဲ့ငါတို့စစ်တပ်ကအီရန်မှာကြံနေတာတွေကိုဖျက်ဆီးဖို့စတော့မစရသေးပါဘူး။နောက်ဆိုရင်တရားတွေလျှက်စစ်တပ်အပိစေုံတွေဖျက်ဆီးခံရမယ်လို့ဆိုပါတယ်။လက်ရှိမှာတိုက်ပွဲတွေကတော့ဆက်လက်ပြင်းထန်နေပါတယ်။အီရန်ကလည်းအေရှားပစိဖိတ်ပင်လယ်ဝန်းကျင်မှာရှိတဲ့နိုင်ငံတွေကိုလေကြောင်းကနေအပြင်းထန်တိုက်ခိုက်နေတယ်လို့သိရပါတယ်။အီရန်စစ်ပွဲကြောင့်ကမ္ဘာစားနပ်ရိက္ခာဈေးတွေဟာ2 လဆက်တိုက်မြင့်တက်နေပါတယ်။လက်ရှိကမ္ဘာစားနပ်ရိက္ခာဈေးတွေဟာလုံးဝကျဆင်းခြင်းမရှိဘဲ2 လဆက်တိုက်မြင့်တက်လာတယ်လို့ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ FAO ရဲ့ AP3 နှစ်ထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြပါတယ်။ FAO ကကမ္ဘာကုန်သွယ်ရေးမှာဖြစ်တဲ့နိုင်ငံတကာဈေးနှုန်းတွေကိုလားလိုက်ခြေခံပြီးစားသောက်ညှို့ကိန်းတွေထုတ်ပြန်နေတာပါ။မလမှာပြင်းပြ 128.5 မှတ်ရှိခဲ့ပြီးဖေဖော်ဝါရီကထက်အစားအသောက်ဈေးနှုန်းက 2.4% တိုးတက်ခဲ့ပါတယ်။အဲဒီအစီရင်ခံစာအရ FAO ရဲ့ဒီအရင်ညွှန်းကိန်းအရဈေးနှုန်းတွေဟာဇက်တိုက်ဆိုသလိုမြင့်တက်နေပါတယ်။တခြားစံကြုံပြောင်းအစားရှိတဲ့ကောက်ပဲသီးနဲ့ညွှန်းကိန်းကလည်းပြီးခဲ့တဲ့လကတည်းက 1.5% တက်လာတယ်လို့ဆိုပါတယ်။ကမ္ဘာ့ကြုံဈေးနှုန်းကတော့ 4.3% တက်ခဲ့ပါတယ်။စံဈေးကတော့ 3.3% ကျဆင်းခဲ့တယ်လို့ဖော်ပြပါတယ်။စွမ်းရည်နဲ့ဓမြင့်ဩဇာဈေးနှုန်းတွေတိုးမြင့်လာလို့စိုက်ပျိုးရေးဈေးနှုန်းတွေလည်းတက်လာတယ်လို့ FAO ကဆိုပါတယ်။အီရန်စစ်ပွဲရက်40ကျော်လာရင်လက်သမားတွေဟာစိုက်ပျိုးတာတွေရှော့ချတာဓမြင့်ဩဇာသုံးပြီးမှုရှော့တာဒါမှမဟုတ်မြေဩဇာမလိုတဲ့အပင်တွေစိုက်တာမျိုးလုပ်ရမယ်လို့ FAO စီးပွားရေးပညာရှင်တွေကပြောပါတယ်။ဒီရွေးချယ်မှုတွေကအနာဂတ်သီးနှံထွန်းလုံးကျဆင်းမှုမှာကာဘာပေးနိုင်မှာဖြစ်ပြီးအစားအသောက်ပံ့ပိုးနိုင်မှုကျဆင်းနိုင်တယ်လို့လည်းထောက်ပြနေတာဖြစ်ပါတယ်။တိုက်ပွဲတွေကဆက်လက်ဖြစ်နေပြီးတော့သမ္မတထရန့်ကတော့စစ်တိုက်နေတဲ့အတွက်ကြောင့်မိမိအနေနဲ့ပြည်တွင်းမှာရှိတဲ့ခြေနေတွေကိုတိတ်ကူးမဆိုင်နိုင်ဘူးလို့ဆိုပါတယ်။ အမေရိကန်အစိုးရဟာလက်ရှိစစ်တပ်နေလို့နေကလေးတင်းကျောင်းတွေအတွက်ဂရုမစိုက်နိုင်ပါဘူးလို့အမေရိကန်သမ္မတထရန့်ကအတိအလင်းပြောပါတယ်။နေကလေးတင်းကျောင်းတွေနဲ့စေဝါကူညီပေးရေးဝန်ဆောင်မှုတွေအတွက်ရမုံဝေဟာပြည်내ရဲ့တာဝန်ပဲလို့ထရန့်ကပြောပါတယ်။ထရန့်ဟာ2029မှာကာကွယ်ရေးမဟုတ်တဲ့အသုံးပြုမှု10%ရှော့ချဖို့ AP3 နှစ်ကတောင်းဆိုခဲ့ပြီးစစ်သုံးစိတ်ဒေါ်လာဘီလီယံ900အထိတိုးတောင်းခဲ့ပါတယ်။ထရန့်ဟာစစ်ပွဲဆင်နွှဲနေလို့2029ဘတ်ဂျက်တိုးမြင့်တောင်းဆိုမှုတွေထွက်လာတာပါ။အမေရိကန်အစိုးရကရှေ့လက်ပိုင်းကိုတက်တဲ့ဆင်းလို့ပြီးလူထုကလည်းကုန်စည်နှုန်းကြီးမြင့်မှုနဲ့ရင်ဆိုင်နေရသလိုအီရန်စစ်ပွဲကြောင့်ဓာတ်ဆီဈေးတွေအဆမတန်တက်နေပါတယ်။ဒါအပြင် AP3 ရဲ့နေ့အစ္စတာနီနဲ့ပတ်သက်ပြီးသမ္မတထရန့်ကလူမှုကွန်ရက်ကနေဗီဒီယိုမက်ဆေ့ချ်ပေးပို့ရမှာအမေရိကန်နိုင်ငံမှာဆယ်စုနှစ်များစွာတွင်ဘာသာရေးပြန်တိုးတက်မှုတွေရှိလာပါပြီဆိုပါတယ်။နောက်ဆုံးမှာမကောင်းမှုနဲ့စိုးသွမ်းမှုတွေကိုအနိုင်ရမှာမဟုတ်ဘူးဆိုတာသိလာတယ်လို့လည်းထရန့်ကပြောဆိုခဲ့တာဖြစ်ပါတယ်။အမေရိကန်နဲ့အစ္စရေးပူးပေါင်းတပ်တွေဟာဧပြီလ2 ရက်နေ့ကလည်းအီရန်နိုင်ငံမြောက်ပိုင်းအာဘ်ဇော့ပြည်နယ်မှာရှိတဲ့တရားဒဇင်ကိုတိုက်ခိုက်ခဲ့လို့အနည်းဆုံးအရက်သား8ဦးသေပြီး95ယောက်ဒဏ်ရာရတယ်လို့အီရန်သတင်းဌာနတွေကဖော်ပြပါတယ်။ပြည်နယ်မြို့တော်ခါရက်မှာရှိတဲ့ B1 တရားကြီးဟာအရှေ့လက်ပိုင်းမှာအမြင့်ဆုံးတရားတွေကဒဇင်ဖြစ်ပါတယ်။အီရန်ရဲ့အရှုပ်ထွေးဆုံးစီမံကိန်းတွေထဲမှာပါဝင်ပါတယ်။ကြာသပတေးနေ့မှာအဲ့ဒီတရားကိုဒုံးကျည်နဲ့2ကြိမ်တိုင်တိုင်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။သေဆုံးသူနဲ့ဒဏ်ရာရသူတွေထဲမှာဘေးနာကရွာသားတွေခီးသက်တွေနဲ့အားလည်းရဲ့အဆုံးသက်ထိမ့်မဖြစ်ခြင်းပါတယ်။တဘာဝတရားနဲ့မှလာရောက်အပန်းဖြေတဲ့မိသားစုဝင်တွေပါတယ်လို့ပြည်내တာဝန်ရှိသူတွေကဆိုပါတယ်။ဒါအပြင်တရားဝန်ကျင်မှာဘာစီရေးလှုပ်ရှားမှုမှမရှိကြောင်းနဲ့ဒီတရားဟာလည်းတိဆောက်ဆဲတာဖြစ်ပြီးလာမယ့်ရက်ပိုင်းတွင်ဖွင့်ဖို့စီစဉ်ထားတာဖြစ်တယ်လို့ပြောပါတယ်။ဒဏ်ရာသူတွေကိုတော့နီးစပ်ရာစေုံစည်းကမ်းတွေချက်ချင်းပို့ခဲ့ပါတယ်။သမ္မတထရန့်ကတော့အီရန်ကိုကြောက်ခရအောင်ပြန်ဘုံကျဲပြမယ်လို့ချိန်ချောက်ပြီးနိုင်ပိုင်းကြမှာပဲကာရက်မြို့က B1 တရားမှာမိခိုးတွေဦးထွက်နေတာတွေ့ရတာပါစစ်ပွဲဆုံးသက်ဖို့အတွက်အီရန်ဘက်ကဆွေးနွေးပွဲစကားဝိုင်းမလာဘူးဆိုရင်နောက်ထပ်ဖြတ်စည်းမယ်လို့လည်းပြောပါတယ်ထရန့်ကအမေရိကန်နဲ့အစ္စရေးတို့စတင်ခဲ့တဲ့ဒီစစ်ပွဲဟာပြီးဆုံးလူနီးပါးဖြစ်တယ်လို့အရင်တော့ကပြောမှုပေမဲ့အီရန်ဘက်ကသူတို့တောင်းဆိုချက်တွေကိုမလိုက်ရောရင်အပြင်းထန်ပုံကျဲမယ်လို့လည်းချိန်ချောက်ထားပါတယ်အီရန်နိုင်ငံသားရေးဝန်ကြီးအာဘတ်စ်အာရချီကဒီတိုက်ခိုက်မှုကိုပြင်းထန်ရှုတ်ချပြီးတ
တီဆောက်နေတဲ့တရားတွေပါဝင်ရပ်ပတ်ဆောက်တွေကိုတိုက်တာဟာအီရန်ကိုလက်လျှော့လာအောင်မလုပ်နိုင်ဘူးလို့ပြောပါတယ်ဒီလောက်ရဟာရန်သူတွေရဲ့ကြာဆုံးမှုနဲ့ကိုကျင်တရားပြပြမှုကိုပြသရကြောင်းနေပြီပျက်စီးသွားတဲ့ဆောက်တွေကိုအရင်ကထက်ပိုခိုင်ခန့်အောင်ပြန်ဆောက်လို့ရပြီမဲ့အမေရိကန်ရဲ့ဂုဏ်သိက္ခာထိခိုက်မှုကတော့ဘယ်တော့မှပြန်ကောင်းမှာမဟုတ်ဘူးလို့ဆိုပါတယ်အစ္စရေးနဲ့အမေရိကန်တို့ဟာလက်ရှိအီရန်ကိုစစ်ပွဲဆင်နွှဲနေတဲ့စစ်ပွဲကတလခွဲနီးပါးကြာမြင့်လာပြီဖြစ်ပါတယ်အီရန်တို့ကတော့ဒီစစ်စင်ရေးမှာလုံးဝနောက်ဆုံးမှာမဟုတ်ပဲအမေရိကန်နဲ့အစ္စရေးကိုပြန်အန်တုဖို့စစ်သည်9တန်းအသင့်ပြင်ထားတယ်လို့အီရန်ကစိန်ခေါ်ပါတယ်အီရန်ဆိုရဟာဂျော်ဒန်ရှိအမေရိကန်စစ်အခြေစိုက်စခန်းကိုတိုက်ရိုက်ပစ်ခတ်နိုင်တဲ့ဒုံးကျည်တစ်စင်းတိုက်ခတ်မှုရုပ်သံကိုထုတ်ပြန်ခြင်းနဲ့အတူအီရန်လူတော်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကအမေရိကန်ကျူးကျော်ဝင်လာရင်လက်နက်ဆွဲကန်ကတိုက်ပွဲဝင်သွားမယ်စစ်သည်9တန်းအထိအသင့်ရှိပါတယ်လို့စိန်ခေါ်ပါတယ်ဒီဒုံးကြီးကိုလေကြောင်းရန်ကာကွယ်စနစ်တွေကဖျက်ချဖို့ကြိုးပမ်းတဲ့မြင်ကွင်းနဲ့တွေ့ရပြီးနောက်ကျသွားတဲ့အတွက်မြေပြင်ပြတ်မှတ်ပေါ်တဲ့တဲ့ကြီးကျပြီးတော့မီးကိုလုံးကြီးဖြစ်ကောင်းကင်ပေါ်မြင့်တက်ကပေါက်ပွဲသွားတာတွေ့ရပါတယ်ဒါပေမဲ့ဘယ်အချိန်ကပြစ်ခတ်ခဲ့တာကိုတော့အတိအကျမသိရပါဘူးလက်နက်ဆွဲကပြီးနိုင်ငံတော်ကာကွယ်ဖို့စစ်သည်9တန်းသင်ရှိပါတယ်ချိန်ရောက်လာရင်နိုင်ငံတွေကနောက်ဆုံးကြံတဲ့လူတူတယောက်ကအစတွန်းလှန်သွားမဲ့စစ်သားတွေဖြစ်မှာပါကြားမှမရွေးပါဘူးနိုင်ငံအတွက်အရင်ကလည်းအသက်ဆုံးမှုတို့လို့ခုလည်းအသက်ဆုံးမှာပါလို့ဆိုပါတယ်သမ္မတထရန့်ကနိုင်ငံတကာရေချောင်းသွားလာရေးဗဟိုချက်ဟောင်းမှုရေးလက်ကြားကိုပြန်မဖွင့်ရင်ကြောက်ခဲကိုရောက်သွားစေမယ်လို့ချိန်ချောက်ထားတာဖြစ်ပါတယ်အီရန်ရေးဝင်ပါတဲ့နေတိုးဖွဲ့ကလည်းအမေရိကန်ကထွက်ကောင်းထွက်နိုင်တယ်လို့ပြောဆိုထားတာဖြစ်ပါတယ်ဒီလိုချိန်မှာအီရန်ဘက်ကနေနောက်ကျောကနေဝင်ရောက်ကူညီနေတဲ့ရုရှားအတွက်လည်းထိုးနှက်မှုကြီးတစ်ခုရှိနေပါတယ်ဒါကတော့ပြီးခဲ့တဲ့ APTN ကခရိုင်းမီးယားဒေသမှာကြောက်တောင်နဲ့ဝန်တိုက်ပြီးပြစ်ကျခဲ့တဲ့ရုရှားစစ်တပ်ရဲ့တည်ယူပို့ဆောင်ရေးလေယာဉ်ကြီး AN-20 စစ်ပြတ်ကြောင်းမှာပူတင်ရဲ့လက်ယုံလေတပ်ဒုဗိုလ်ချုပ်ကြီးအလက်ဇန်ဒါအောက်ထရချန်ကိုပါဝင်စစ်ရာရှိ6ဦးသေဆုံးခဲ့တဲ့သိရပါတယ်ဒါဟာပူတင်အတွက်ထိုးနှက်ချက်ဖြစ်ပါတယ်လေယာဉ်ပြတ်ကြောင်းမှာအနည်းဆုံးလူ29ဦးသေဆုံးခဲ့ပြီးအသက်64နှစ်ရှိပြီဖြစ်တဲ့ဗိုလ်ချုပ်ကြီးအော်ထရချန်ကိုဟာ2014ခုနှစ်ကယူကရိန်းပိုင်ခရိုင်းမီးယားကိုသိမ်းပိုက်စဉ်လေကြောင်းစစ်စင်ရေးတွေကိုအဓိကအမိန့်ပေးခဲ့တဲ့ပုဂ္ဂိုလ်ပါသူဟာပူတင်ရဲ့လက်ရှိမြောက်ပိုင်းရည်တပ်နဲ့ပေါင်းစည်းထားတဲ့လေကြောင်းတပ်ဖွဲ့ကိုဦးဆောင်နေသူလည်းဖြစ်ပါတယ်။ဆီးရီးယားစစ်စင်ရေးမှာတာဝန်ထမ်းဆောင်ခဲ့မှုသူပါ။ယူကရိန်းစစ်ပွဲကာလတွင်အော်တိုဂျန်ကိုသေဆုံးမှုဟာစုစုပေါင်းသေဆုံးတဲ့ရုရှားစစ်ဗိုလ်ချုပ်တွေနဲ့15ယောက်မြောက်ဗိုလ်ချုပ်ဖြစ်ပါတယ်။ဖြစ်စဉ်ကလေယာဉ်ဟာစီဘက်စတိုပိုအနီးအရေးပါတဲ့ရုရှားလေတပ်စခန်းတစ်ခုအနီးဘယ်လ်ဘစ်တောင်တန်းကြားကြောက်နေရန်ကိုဝင်တိုက်ကပြက်ကျခြင်းဖြစ်ပါတယ်ယူကရိန်းသတင်းရင်းမြစ်တွေကတော့ရုရှားစစ်တပ်ချင်းချင်းမှားပစ်ချတာလို့ပြောပါတယ်ဘယ်လ်ဘစ်လေတပ်စခန်းဟာအရင်ကယူကရိန်းဒရုန်းတွေတိုက်ခိုက်မှုမကြာခဏခံနေရတဲ့စခန်းပါအခုမှားပစ်ချမိခြင်းလည်းဖြစ်နိုင်တယ်လို့ယူကရိန်းဘက်ကဆိုပေမဲ့တသက်ပြောင်းစရာအထောက်အထားမဖြစ်ပါဘူးရုရှားစစ်ဘက်ရရှိတချို့ကတော့တက်တန်းကြမြင့်တဲ့လေယာဉ်ဖြစ်လို့နေပညာပိုင်းချွတ်ယွင်းမှုကြောင့်တောင်နေနဲ့ဝင်တိုက်ပြီးပျက်စီးခဲ့တာလို့ဆိုပါတယ်လက်ရှိခရိုင်းမီးယားဒေသတစ်ခုလုံးမှာပေါင်3သန်းနဲ့ AN-20 လေယာဉ်ကြီးကြောဖြတ်နိုင်ခြင်းမရှိတော့တဲ့တောင်မြင့်တွေလုံးဝမရှိပဲအင်ဂျင်တစ်လုံးတို့လေယာဉ်တွေတောင်မှအလွယ်တကူကြောဖြတ်နိုင်စွမ်းရှိတဲ့တောင်တွေဖြစ်တယ်ဆိုပြီးတော့အဲ့ဒီခရိုင်းမီးယားဒေသမှာစီးရဲလေလာသူတွေကဆိုပါတယ်ခုတစ်ပတ်အတွင်းရုရှားစစ်လေယာဉ်ပြစ်ကျမှုဟာနှစ်ကြိမ်ရှိပါပြီရှေ့ရပိုင်းကလည်းပေါင်တန်း30နဲ့ Su-34 Fighter ဘုံကျက်လေယာဉ်ကြီးတစ်စင်းယူကရိန်းဒရုန်းတွေနဲ့ရင်ဆိုင်ခဲ့ရပြီးပျက်စီးခဲ့ပါတယ်လေယာဉ်ပေါ်လိုက်ပါလာသူ2ဦးလုံးသေဆုံးခဲ့တယ်လို့သိရပါတယ်အခုအီရန်နဲ့အမေရိကန်အစ္စရေးကြားဖြစ်နေတဲ့စစ်ပွဲကိုအမြန်ဆုံးရပ်တန့်ဖို့ဆိုပြီးတော့ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကထပ်ပြီးတိုက်တွန်းတယ်လို့ဆိုပါတယ်စစ်ပွဲကြောင့်နေရာတိုင်းမှာအကျိုးဆက်တွေတက်ရောက်နေပြီဖြစ်ပြီးတော့စစ်ပွဲဟာပိုကျပြန့်လာပြီးရှေ့အလယ်ပိုင်းတစ်ခုကိုလွှမ်းမိုးနိုင်ပြီးတကမ္ဘာလုံးအကျိုးသက်ရောက်မှုတွေရှိလာလိမ့်မယ်ဒါဟာကြောက်စရာပါလို့ဂူတာရက်စ်ကသတိပေးခဲ့ပါတယ်အရှေ့လက်ပိုင်းကျက်တဲ့ကဒုတိယလထဲရောက်နေပြီးမစင်မကျင်တိုက်ခိုက်မှုတွေပျက်စီးမှုကြီးမားတာတွေအရက်သားတွေကိုတိုက်ခိုက်မှုနဲ့လူနေအဆောက်အုံတွေတိုက်ခိုက်မှုတွေပိုပြီးများလာတယ်လို့ဂူတာရက်စ်ကထောက်ပြပါတယ်ကျွန်တော်ပြောချင်တာရှင်းတယ်အမေရိကန်နဲ့အစ္စရေးတို့စစ်ပွဲကိုရက်ချိန်ရောက်ပြီးအီရန်ကလည်းအိန္ဒိယနိုင်ငံတွေကိုတိုက်တာရက်တော့လုံခြုံရေးကောင်စီကတိုက်ခိုက်မှုတွေကိုရှုတ်ချတယ်ပင်လယ်ရင်ကြောင်းလွတ်လပ်စွာသွားလာခွင့်ကိုအလေးထားဖို့လိုတယ်ပဋိပက္ခတွေသူ့လိုအဆုံးသတ်မှာမဟုတ်ပါဘူးခေါင်းဆောင်တွေကဖျက်ဆီးတာထက်ဆွေးနွေးတာကိုရွေးချယ်မှရမှာပါဒီလိုရွေးချက်ဖို့လဲခုလုံးနိုင်ပါပြီဒါကိုခုပဲလုပ်ပါလို့သူကပြောပါတယ်ဒါပေမဲ့ဂူတာရက်ရဲ့ပြောစကားတွေကိုဘယ်သူမှပြန်တုံ့ပြန်ခြင်းမရှိဘူးလို့သိရပါတယ်ငြင်းချင်ရေးလမ်းကြောင်းကိုရှာဖို့တန်တမာရေးကြိုးပမ်းမှုတွေလုပ်နေကြောင်း
ဒီကြိုးပမ်းမှုတွေကိုအောင်မြင်အောင်ပံ့ပိုးမှုလိုကြောင်းနိုင်ငံတကာဥပဒေကုလသမဂ္ဂဗြိညင်ပါအချက်တွေပေါ်မှာငြိမ်းချမ်းရေးလမ်းကြောင်းကိုအခြေခံထားပါတယ်လို့ဂူတာရက်စ်ကပြောပါတယ်။အခုဖြစ်နေတဲ့ပြဿနာကစစ်ပွဲထပ်ပိုရေးကြီးတဲ့ဟော်မုစီလက်ကြားပြဿနာပါ။ဟော်မုစီလက်ကြားကိုအီရန်တို့ကလွယ်တကူပြန်ဖွင့်ပေးမှာမဟုတ်လို့အမေရိကန်ထောက်လှမ်းရေးသတင်းတွေကသတိပေးနေပါတယ်။လောကလားလာမရှိသလောက်ပါပဲဆိုပါတယ်။ဒီကိစ္စနဲ့နှိစက်တဲ့သတင်းရင်းမြစ်၃ခုအဆိုအရအီရန်ဟာအဲ့ဒီရေလက်ကြားကိုထိန်းချုပ်ထားခြင်းအပြင်အမေရိကန်ပေါ်အစစ်မှန်အသာစီးရယူနိုင်တဲ့တခုတည်းသောလက်နက်ဖြစ်အသုံးချနေတာဖြစ်ပါတယ်။စွဲရင်သေးနှုန်းတွေကိုမြင့်တက်နေစေဖို့ရေလက်ကြားကိုဆက်လက်ပိတ်ဆို့ထားပြီးတော့အမေရိကန်သမ္မတထရန့်ကိုဖိအားပေးဖို့တီဟီယန်ဘက်ကခုလိုကြိုးပမ်းနေတာဖြစ်ပါတယ်။ငါးပတ်ဒီပါကြာမြင့်လာပြီးဖြစ်တဲ့ဒီစစ်ပွဲဟာအမေရိကန်မဲဆန္ဒရှင်တွေကြားမှာလည်းလူထောက်ခံမှုတော်တော်လေးနည်းလာပြီးစစ်ပွဲမြန်ဆုံးသက်မဲ့နီလန်းကိုပဲရှာဖို့အီရန်ကရည်ရွယ်နေပုံရပါတယ်။အီရန်ရဲ့စင်အားကိုမြင့်ဖြတ်ဖို့ရည်ရွယ်တဲ့ဒီစစ်ပွဲဟာတကယ်တမ်းမှာတော့အီရန်အနေနဲ့ဒီလိုရေးပါတဲ့ရေလမ်းကြောင်းကိုအသာစီးယူပြီးချိန်ချောက်နိုင်စွမ်းရှိပါတယ်ဆိုတာသက်သေပြရရောက်သွားစေပြီးတော့အရှေ့လက်ပိုင်းမှာအီရန်ဩဇာကိုပုံမူကြီးမားလာစေနိုင်တယ်လို့အမေရိကန်ထောက်လှမ်းရေးစီခံစာတွေကဆိုပါတယ်။ကမ္ဘာရေးနဲ့ကုန်သွယ်မှု၅ဘုတ်ပုံစီစဉ်ရာရေလက်ကြားကိုပြန်ဖွင့်ဖို့ခက်ခဲတဲ့ကိစ္စတော့မဟုတ်ပါဘူးလို့သမ္မတထရန့်ကဆိုပါတယ်။မနေ့ကသူ့လူမျိုးကွန်ရက်မှာထရန့်ကနောက်ထပ်အချိန်နည်းငယ်လောက်ပြီးရင်ကျွန်တော်ကိုယ်တိုင်ဒီရေလက်ကြားကိုလွယ်တကူဖွင့်ပြလို့ရတယ်။ရေနံတွေကိုလည်းသိမ့်ပြီးအမျက်ဆုံးများကြီးရှာနိုင်တာပေါ့လို့ရည်သားပါတယ်။အမေရိကန်တပ်ဖွဲ့တွေကိုရေလက်ကြားပြန်ဖွင့်ဖို့အမိန်ပေးနိုင်တယ်ဆိုတဲ့သဘောမျိုးအရေးအယောင်ပြသခဲ့တယ်လို့သိရပါတယ်။ပြည်တင်ကတော့ဟောင်းမှုစီလက်ကြားကိုဘာအကန့်အသတ်ချက်မှမထားပဲချက်ချင်းပြန်ဖွင့်ပြီးဖို့နိုင်ငံပေါင်း40ကိုဦးဆောင်ပြီးတောင်းဆိုလိုက်ပါတယ်။အီရန်ကဟောင်းမှုရေလက်ကြားကိုသုံးပြီးတော့ကမ္ဘာစီးပွားရေးကိုတစားကန်လုပ်ဖို့စ조사နေတာပါ။ဒါကိုခွင့်ပြုမပေးနိုင်ဘူးလို့ပြည်ထောင်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ရေလက်ကြားကိုဘာသတ်မှတ်ချက်မှမရှိပဲချက်ချင်းပြန်ဖွင့်ပေးဖို့ရေကြောင်းသွားလာမှုလွတ်လပ်ခွင့်ပင်လယ်ပြင်ဆိုင်ရာဥပဒေတွေနဲ့အခြေခံမူတွေကိုလေးစားလိုက်နာဖို့မဟာမိတ်နိုင်ငံတွေကတောင်းဆိုလိုက်ပါတယ်လို့ဆိုပါတယ်။အရှေ့လက်ပိုင်းစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းဒီရေလက်ကြားကိုအီရန်ကပိတ်ဆို့ထားခဲ့ရာရေနံတဘာဝတငွေ LNG နဲ့မြေဩဇာအပါအဝင်ကမ္ဘာအရေးပါတဲ့ကုန်စည်ထောက်ပံ့မှုများစွာထိခိုက်စေသလိုစွမ်းအင်ဈေးနှုန်းတွေတည်တော်မြင့်တက်ခဲ့ပါတယ်။မဟာမိတ်နိုင်ငံတွေမှာနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ကိုယ်စားလှယ်တွေအနေနဲ့စုပေါင်းညီနိုင်လှုပ်ဆောင်မဲ့နီလန်တွေကိုဆွေးနွေးခဲ့ရမှာကုလသမဂ္ဂကတဆင့်နိုင်ငံရေးအရဖိအားပေးမှုတိုးမြင့်ခြင်းနဲ့ပိတ်ဆို့ရေးမှုပြုလုပ်နိုင်ခြင်းတို့ပါဝင်ပါတယ်။ရေလက်ကြားကိုအင်အားသုံးကာကွယ်ပေးရေးကုလလုံခြုံရေးကောင်စီကခွင့်ပြုပေးဖို့လည်းပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီကတောင်းဆိုပါတယ်။ရေလက်ကြားကတဆင့်လွတ်လပ်စွာဖြတ်သန်းသွားလာနိုင်ဖို့နိုင်ငံတွေအနေနဲ့လိုအပ်တဲ့နီလန်အားလုံးအသုံးပြုခွင့်ပေးဖို့ဆုံးဖြတ်ချက်မူကြမ်းတရက်ကိုဘာရိန်းကတင်ပြခဲ့ပေမဲ့ရုရှားတရုတ်နဲ့ပြင်သစ်တို့ကအပြင်းထန်ကန့်ကွက်ပါတယ်။အီရန်တို့ရဲ့ရေလမ်းကြောင်းပိတ်ဆို့မှုဟာကမ္ဘာစီးပွားရေးလုံခြုံမှုကိုထိခိုက်စေတယ်လို့ပြည်ထောင်ကပြောပြီးအီရန်လူရက်ကိုအပြင်းထန်ဝေဖန်ပါတယ်။ပြီးခဲ့တဲ့လကထုတ်ပြန်တဲ့ရေချောင်းလမ်းအတွင်းဘေးကင်းစွာဖြတ်သန်းနိုင်မှုအသင့်လျော်တဲ့ကြိုးပမ်းမှုတွေမှာပါဝင်ကူညီဖို့အသင့်ရှိကြောင်းဖော်ပြတဲ့ထုတ်ပြန်ချက်မှာနိုင်ငံပေါင်း38နိုင်ငံကလက်မှတ်ရေးထိုးပါတယ်။ဒီနိုင်ငံတွေထဲမှာပြည်ထောင်ပြင်သစ်ဂျာမနီအီတလီဂျပန်နယ်သာလန်တို့ပါပါတယ်။ဒါပေမဲ့ပြည်ထောင်ဆွေးကထုတ်ပြန်တဲ့စီးရင်ရာအမေရိကန်တရုတ်နဲ့အရှေ့လက်ပိုင်းနိုင်ငံအများစုကဒီထုတ်ပြန်ချက်မှာပါဝင်လက်မှတ်ထိုးခြင်းမရှိပါဘူး။ပြည်သစ်နိုင်ငံဂျာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကဒီရေလက်ကြားလုံခြုံရေးကိုဘုံကျဲမှုတွေပြီးမှသာဆောင်ရွက်နိုင်လိမ့်မယ်ဆိုပါတယ်။တောင်ကိုရီးယားရောက်နေတဲ့ပြည်သမ္မတမက်ခရွန်ကရေလက်ကြားပြန်ပွင့်ဖို့စီရေးရလုံရမယ့်အစီအစဉ်ကလက်တွေ့မကျဘူးပြောထားသလိုအီရန်စစ်ပွဲနဲ့နေတိုးကိစ္စပေါ်ထရန့်ရဲ့ပြောင်းလဲနေတဲ့ပြောဆိုချက်တွေကိုလည်းပြစ်တင်ရှုတ်ချခဲ့ပါတယ်။အခုအမေရိကန်အီရန်စစ်ပွဲ35ရက်မြောက်နေ့ရောက်ရှိလာချိန်မှာအီရန်လေပိုင်နယ်တွင်းကိုဝင်ရောက်လာတဲ့အမေရိကန်နဲ့အစ္စရေးတို့ရဲ့လေကြောင်းတိုက်ခိုက်မှုကိုအီရန်အစ္စလာမစ်တော်လှန်ရေးဆောင်တဲ့ IRGC ကဟန်တားနိုင်ခဲ့တယ်ဆိုပြီးအီရန်ဘက်ကလည်းသတင်းထုတ်ပြန်ပါတယ်။ AB 3နဲ့4ရက်နေ့စွဲတွေနဲ့နိုင်ငံတကာသတင်းဌာနတွေမှာဖော်ပြလာတဲ့နောက်ဆုံးရသတင်းချက်လက်တွေအရ IRGC ရဲ့လေကြောင်းရန်ကာကွယ်ရေးဖွဲ့ကဒီ cruise တုံးကြီး2စင်းခိုမီယာနဲ့ဇာချန်မြို့များအထက်ကောင်းကရမှာ cruise တုံးကြီး2စင်းကိုလေထဲမှာပဲအောင်မြင်စွာဖျက်ဆီးနိုင်ခဲ့တယ်ဆိုပါတယ်။ဒါအပြင် MQ-9 Reaper ဒုံး2စင်းအီရန်နိုင်ငံလေပိုင်းရေးပါတဲ့နျူကလ িয়ার စက်ရုံတွေရှိရာအစ္စဖာဟန်ပြည်နယ်လေပိုင်နယ်တွင်းဝင်လာတဲ့အမေရိကန်ရဲ့ခင်မီတိုက်ခိုက်ရေး drone 2စီးကိုပစ်ချနိုင်ခဲ့တယ်ဆိုပါတယ်။နောက်ပြီး Hamas drone တစ်စီးနိုင်ငံတော်မှာကမ်းတဲ့ဒေသဖြစ်တဲ့ဘူရှာဟာမျိုးနီအစ္စရေးရဲ့ကြော်ကြားလာတဲ့ Hamas ထောက်လှမ်းရေး drone ကိုပစ်ချနိုင်ခဲ့ပါတယ်။ဒီဖြစ်စဉ်တွေအပြင်အီရန်နိုင်ငံလေပိုင်းမှာအမေရိကန်တို့ရဲ့အစင်းမြင့်တက်လေရင်ကိုပါထပ်မံပစ်ချနိုင်ခဲ့တယ်လို့ IRGC ကကြေညာထားပါတယ်။
လက်ရှိအီရန်တပ်တွေဟာအဲ့ဒီလေရင်ပြကြရာတောင်တန်းတစ်ဝိုက်မှာရှာဖွေရေးလုပ်ငန်းတွေကိုအပူရင်းလှုပ်ဆောင်နေတာဖြစ်ပါတယ်။ IRGC ထုတ်ပြန်ချက်အရဒီအောင်မြင်မှုအလုံးဟာအီရန်နိုင်ငံကကိုယ်ပိုင်နည်းပညာနဲ့တည်ထွင်ထားတဲ့ခိမီလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုသုံးပြီးတနိုင်ငံလုံးကိုလွှမ်းခြုံထားတဲ့ရေဒါကွန်ရက်ရဲ့ဓာတ်ရိုက်ထိန်းချုပ်မှုအောက်မှာယာနှုံးပြည့်လှုပ်ဆောင်နိုင်ခဲ့ခြင်းလို့ပြောပါတယ်။အီရန်စစ်တပ်ဟာတိကျသေးကြပြီးတော့စမ်းသစ်တဲ့စောင့်ကြည့်ထောက်လှမ်းမှုကြောင့်ရန်သူလေယာဉ်တွေအတွက်အီရန်ကောင်းကင်ယံဟာပိုပြီးအနေရကြီးလာလိမ့်မယ်လို့သတိပေးထားပါတယ်။